iPhone ကိုလုံးဝ latest model လဲကင်ကျင်တယ်အဲ့ဒီအကူမှာကျွန်တော်တို့ parking ရော second ကိုကျွန်တော်တို့စီမှာ Second Pro series တဲ့ရောက်နေပါပြီ Second Pro series ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါ second ပေါ့နော် second ဆိုတာကကျွန်တော်တို့လုံးဝ solid အသစ်တိုင်းတန့်မယ် battery ကလည်း100 cycle ကောင်းကလည်းနည်းနည်းလေးပဲရှိမယ် 256GB သုံးရမယ်ဘာဆိုဘာ damage ဘာ spot မှမရှိဘူးအဲ့လိုမျိုးစည်းကို350ဝန်းကျင်နဲ့ကျွန်တော်တို့ကန်ရမှာပဲဖြစ်ပါတယ်အဲ့ဒီအောင်မှာမိတ်ဆွေက parking ပဲကန်ကျင်တယ် second မကန်ကျင် parking ကိုယ်တိုင်ဖောက်ချင်တဲ့ feeling ကိုခံစားကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာ silver အဖြူအဲ့အောင်မှာ 256GB ရသွားမှာပဲဖြစ်ပါတယ်ကိုယ်တိုင် parking ဖောက်ချင် feeling ကိုခံစားကျင်တယ်ဆိုလို့ရှိရင်တော့ silver ရမယ် parking ဖောက်ပြီးသားကျွန်တော်တို့ဒီအသစ်တိုင်းလေးကတန့်ကျင်တယ်ဆိုလို့ရှိရင်10သိန်းဝန်းကျင်လောက်ဂျားတွေမှာဟာကွာချနိုင်ကြီးရှိတယ်အဲ့တော့10သိန်းဝန်းကျင်တက်တာပြီးတော့ကျွန်တော်တို့ second ကင်မလားအသစ်တိုင်းမိဘလုံးဝအသစ်ပဲရှိတယ် parking ကင်နဲ့ mix choice နှစ်ခုရှိသွားတယ်ပေါ့နော်ဆိုတော့ဒီက battery 256GB AC region ဖြစ်သွားမယ်ဒီကောင်လေး AC region 256GB ပဲဖြစ်သွားမှာပဲခင်ဗျဆိုတော့မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့399508ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ကုန်စည်တန်းအောက်ဘလောက်တင်ကြီးစေးကားမှတ်တိုင်ဒီမှာတရှိပါတယ်ခင်ဗျဖုန်းနှလုံးလုံးကလုံးဝပိတ်ဖြစ်ပြီးသားစီးရရင်အခွန်ဆောင်ပြီးသားဖုန်းအလုံးတွေပဲဖြစ်ပါတယ်ခင်ဗျ